ငယ်ဖိလစ်ပင်းက16နှစ်ကလေးတယောက်ကလုံးဝသူကအင်္ဂလိပ်ဘာသာစကားကိုသူ့ရဲ့မိခင်ဘာသာစကားကိုပြောနိုင်နေတဲ့အချိန်မှာကျွန်တော်တို့မြန်မာပြည်မှာအသက်35နှစ်အရွယ်လူကြီးတယောက်ကတော်တော်ကိုခဲရခဲစစ်လိုက်နေရတယ်ဆိုတာတွေ့ရတယ်ကျွန်မပြောချင်တာကနော်ချမ်းသာတဲ့အတိုင်းဝိုင်းမှာကြီးပြင်းလာတဲ့လူတွေကိုပြောချင်တာမဟုတ်ပါဘူးမြန်မာပြည်ရဲ့တာမန်လူဒန်းစားထဲမှာကြီးပြင်းလာတဲ့သူတွေကိုပြောချင်တာဖြစ်တယ်ဆိုကျွန်တော်တို့အဲ့ဒီရာအမြဲတမ်းပါလဲဆိုတဲ့အခါမှာအခက်ခဲဖြစ်တယ်အစီးတားဖြစ်တယ်တခုခုပြောရမယ်ဆိုခေါင်းထဲမှာရှိတယ်ပါစကထွက်မလာတာမျိုးနော်တချို့တွေကြုံဘူးပါလိမ့်မယ်ဆိုတော့အဲ့ဒီလိုအခြေအနေတွေဖြစ်တဲ့အခါမှာကျွန်မကအခွင့်အရေးရတယ်ဒီလိုမျိုးအခြေအနေပြုတ်ဒါပေမဲ့ကျွန်မအထင်းမှာမင်းနဲ့ကြောက်တယ်လေဘာဖြစ်လို့ကြောက်လဲဆိုတဲ့အခါမှာကိုယ်အထင်းမှာမလုံလောက်ဘူးလို့ထင်တယ်ဟာငါအဲ့လောက်တော့နော်အနက်ဖြစ်မယ်လို့မယုံကြည်နိုင်ဘူးဒါပေမဲ့နှုတ်ကပတ်တော်ကပြောတယ်ခရစ်တော်အဖြစ်ခတ်သိမ်းသောအမှုကိုတတ်ဆွမ်းနိုင်တယ်အဲ့ဒီနှုတ်ကပတ်တော်ကိုင်ဆွဲမှာဖျားသားဖြစ်ခြင်းထဲမှာအဲ့ဒီနှုတ်ကပတ်တော်နဲ့ရှောက်တဲ့အခါမှာအဲ့ဒီအစီအတားကိုကျွန်မကြော်ဖြတ်လာတယ်ဆိုတော့အဲ့ဒီအစီအတားကိုကြော်ဖြတ်လာတဲ့အခါမှာနောက်ထပ်တစ်ခုထပ်ပြီးတော့မှမဖြစ်လေ level တစ်ခုကိုရောက်စေတယ်ဒါကြောင့်နံပါတ်1ခရစ်တော်ထဲမှာဖျားသားဖြစ်ခြင်းဆိုတဲ့အရာကဘာလဲဆိုရင်လေပထမဦးဆုံးတဲ့ရဲ့ identity ထဲမှာငါမလုံနိုင်ပါဘူးဆိုတဲ့အရာတွေအလုံးကျိုးပြတ်သွားခြင်းဖြစ်တယ်အဲ့ကြောင့်ဒီနေ့ကျွန်တော်ရဲ့ခေါင်းထဲမှာတွေးနေတယ်ငါမလုံနိုင်ဘူးငါဒီရတော့အဆင်ပြေမှာမဟုတ်ဘူးငါအရေးချင်းနဲ့ငါရပါမလားငါရဲ့အနေထားနဲ့ဖြစ်နိုင်ပါမလားဆိုတဲ့အရာတွေဒီနေ့အားပေးခြင်းနဲ့ခရစ်တော်အထဲမှာကျွန်တော်တို့မလုံနိုင်တဲ့အရာအလုံးခရစ်တော်အဖြစ်လုံနိုင်ခဲ့ရရှိတယ်အာမင်ဆက်ပြီးတော့မှဒီနေ့ကျမ်းစာထဲမှာယောမအခန်းကြီး8အငယ်16ကျွန်တော်တို့ကိုဖယားသခင်ရဲ့သားဖြစ်ဖို့ဘသူကတတ်သိခံတယ်လဲဒီနေ့ကျွန်တော်တို့ကဆရာမပြောလို့ကျွန်တော်တို့ကဘုရားသခင်ရဲ့သားဖြစ်တယ်လို့ထင်ရတာမဟုတ်ဘူးကျွန်မပြောလို့မဟုတ်ဘူးနှုတ်ကပတ်တော်ထဲမှာဘုရားကပြောထားတဲ့အရာဖြစ်တယ်ယောမဩဝါဒစာအခန်းကြီး8အငယ်16မှာငါတို့သည်ဘုရားသခင်သားဖြစ်ကြသည်ဟုဝိညာဉ်တော်သည်ငါတို့၏ဝိညာဉ်နှင့်အတူတတ်သိခံတော်မူ၏ဒီနေ့လေကျွန်မတို့အလုပ်သွားလုပ်တဲ့အခါမှာနော်ဒီမှာကျွန်မရဲ့အမလည်းချစ်ရတော့အမလည်းရှိကျွန်တော်လူတွေကိုအလုပ်ကိုင်ရှာဖွေပေးတဲ့အချိန်မှာလေသူ့ကိုစိတ်ချလို့အလုပ်အပ်ထားတယ်ဆိုရင်သူကအမအရင်စိတ်ချရတယ်တော့ကျွန်မအမခံနေဆိုရင်တစ်ဖက်ကအလုပ်ရှင်ကဘာဖြစ်သွားလဲသူခေါ်လာပေးတဲ့လူကိုကြည်ကြည်နဲ့ကိုအမခံရင်တော့ကျွန်မသူ့ကိုအလုပ်ခံလိုက်မယ်လို့ပြောပြီးဆိုရင်အဲ့ဒါကျေးဇူးတော်ပဲဒီနေ့လူရဲ့အာမခံချက်ကတော့မှကျွန်တော်ရဲ့ဘဝကိုအာမခံချက်ရစေတယ်ဆိုရင်ဒီနေ့ဘုရားသခင်ကသူ့ဝိညာဉ်တော်ကကျွန်တော်တို့ကိုအာမခံပေးနေတာသင်ဟာဘုရားသားဖြစ်တယ်လို့အာမခံတယ်သင်ရဲ့ identity အစစ်အမှန်ကနော်သင်ကိုလူတွေနာမည်တက်တဲ့ဂျပူမာလို့ဟုတ်လားဝတ်တုတ်တို့လေးလုံးတို့ဟုတ်ဘူးဟုတ်ပြီနော်သင်ကိုဘုရားသခင်ကိုယ်တိုင်နာမည်ပေးတဲ့ຢာကပါလဲဆိုတော့သင်ဟာဘုရားသားဖြစ်တယ်အာမင်ဒီကလူကိုပြောပါအောင်ဘုရားသားနဲ့အတူထိုင်ရလို့ဂုဏ်ယူတယ်လို့ပြောရအောင်အာမင်ဒါကြောင့်ဖယားသားဖြစ်ခြင်းဆိုတာကဘေးကလူကတင့်ကိုပြောလို့နော်တဲ့အဲမှာအတင်းရောအရမဆုယုံလို့မဟုတ်ဘူးဒီနေ့ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပါရှင်အရှင်သခင်အနေနဲ့ခေါ်ဖိတ်လက်ခံပြီးတဲ့အခါမှာလေတဲ့ရဲ့အသက်တာထဲမှာဘာဖြစ်သွားပြီလဲဝိညာဉ်တော်ဖယားကတင့်ကိုဖယားသားဖြစ်တယ်လို့ပြောတယ်ဒါကြောင့်ဖယားသားဖြစ်ပြီဆိုရင်ကျမတို့အထဲမှာလေမလုံနိုင်တဲ့အရာတွေကိုလုံလာဖို့ဖယားကမဆပေးတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအမှုရာဟာငါရဲ့အာနာငါရဲ့တကူအဖြစ်မဟုတ်ဘူးဘသူအဖြစ်လဲတရှင်တော်ဝိညာဉ်တော်အဖြစ်ဖြစ်တယ်ဝိညာဉ်တော်အဖြစ်ဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာငါတို့ရဲ့ဖြစ်ခြင်းအမှန်ကိုဘသူကတတ်သိထူပေးနေလဲဆိုတဲ့အခါမှာတရှင်တော်ဝိညာဉ်တော်ဖခင်အဲ့ဒီဝိညာဉ်တော်ဖခင်ကကဘာမတိမရှိမိကြတဲ့ကရှိတော်ဖခင်ရှင်ဖြစ်တယ်ဒီနေ့ American အစိုးရကသူတွေကို passport ပေးပြီးမှသင်ဟာ American နိုင်ငံသားဖြစ်တယ်လို့ပြောလိုက်ပြီဆိုရင်တစ်လက်ထက်ကကင်ထားတဲ့ passport အပြန်ဘယ်လောက်ထိ authority ရှိလဲနိုင်ငံပေါင်းဘယ်နှနိုင်ငံကိုသင် visa ရှောက်စရာမလိုပဲသွားလို့ရပြီလေဒီနေ့လောကကပေးတဲ့ authority လောကကပေးတဲ့ identity တောင်အဒီလောက်တကူကြီးတယ်ဆိုရင်ကောင်းကင်ကပေးတဲ့ identity ဟာတာယူတကူကြီးတာဖြစ်တယ်။ဒါကြောင့်သင်သွားတဲ့နေရာတိုင်းမှာသင်လျှောက်တဲ့နေရာမှာကဲနာရဖြစ်ရင်လည်းအဲ့ဒီနေရာမှာစမ်းရည်ထွက်တယ်။ဒါကြောင့်လဲဆိုတော့ဖယားသားလျှောက်တဲ့လမ်းဖြစ်လို့ဖြစ်တယ်။သင်အထဲမှာဖယားသခင်ရဲ့ဖြစ်ခြင်းပါသွားတဲ့အတွက်ညီကိုမောင်နှမသင်ဘယ်နေရာမှာအလုပ်လုပ်နေရတယ်။သင်အခုတွေးမယ်ငါလုပ်နေရတဲ့အလုပ်ကအနိုင်ဆုံးသောအလုပ်ဖြစ်ကောင်းဖြစ်တယ်။အဲ့ဒီနေရာမှာဘယ်လိုလုပ်ငါရဲ့ identity ကိုပြလို့ရမှာလဲ။ကျမ်းစာထဲမှာလေရေးထားတာရှင်ပေါလုကပြောတယ်သင်တို့အကျိုးအတွက်ကျမ်းစာထဲမှာဖော်ပြထားတယ်ရောသက်လေကျမတို့လူချိုဖြတ်ရတာပဲ
သူက Spotify အိမ်မှာဘာလို့ရလဲအလုပ်လုပ်ရတာဒါပေမဲ့ဖယားသားဖြစ်ခြင်းဆိုတဲ့ identity ကသူ့အထဲမှာရှိတဲ့အခါမှာရောက်တဲ့အရက်မှာမျက်နှာသာရတယ်အဲ့ဒါဖယားသားဖြစ်ခြင်းရဲ့အမှန်လက္ခဏာဖြစ်တယ်အာမင်ဒီနေရာမှာဒါကျွန်မဒါစင်ကူနိုင်ငံကနော်ဝင်ကြီးချုပ်ရဲ့တမီးဖြစ်တယ်ဆိုလို့ရှိရင်ပြောပြတာကျွန်မဘသူဘာလို့မိတ်ဆက်ဆရာမလို့ကျွန်မရောက်တဲ့နေရာတိုင်းမှာလူတွေကဘာဖြစ်လဲကျွန်မကိုကြိုဆိုကြမှာဖြစ်တယ်နေရာပေးကြမှာဖြစ်တယ်လောကနိုင်ငံကရှင်ဘုရင်ရဲ့သားသမီးတော်အဲ့ဒီအခွင့်အရေးရတယ်ဆိုရင်ဖယားသခင်ရဲ့အမြင့်ဆုံးသောသူဖယားသခင်ရဲ့သားသမီးဖြစ်တဲ့သင်နဲ့ကျွန်မရောက်တဲ့အရက်မှာအဲ့ဒီဖယားရဲ့မျက်နှာသာနဲ့သွားရမှာနံပါတ်1အရေးကြီးဆုံးကကိုယ့်အထဲမှာငါရဲ့ identity ဟာဘာလဲဆိုတာသိဖို့ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ identity ကိုသိမှလေအဲ့ဒီ identity နဲ့ ထိုက်တန်တဲ့အရာကိုကျွန်တော်တို့လုပ်နိုင်မှာ။အဲ့ဒီလိုလုပ်နိုင်တဲ့အရာကလူတွေကကျွန်တော်တို့ကိုကြည့်ပြီးမှကျွန်တော်တို့ရဲ့ကောင်းကင်အဖကိုသူတို့ချီးမွမ်းလာမှာဖြစ်တယ်။ဒါကြောင့်လူတစ်ယောက်ဟာကိုယ်ဘယ်သူဖြစ်တယ်လဲဆိုတာမသိဘဲနဲ့အဲ့ဒီလူတစ်ယောက်အဲ့ဒီဖြစ်ခြင်းရဲ့အထဲမှာအလုံးမလုံးနိုင်ဘူး။ဒါကြောင့်နံပါတ်1ကျွန်တော်တို့ယုံကြည်သူအသက်တာမှာအရေးကြီးဆုံးကကိုယ်ဘယ်သူဖြစ်တယ်လဲဆိုတာကိုသိပြီဆိုရင်လေဘာတွေပြောင်းလာပြီလဲကိုယ့်ရဲ့အသက်ရှင်ခြင်းပုံစံပြောင်းလာပြီကျင်းနေတယ်တမရရဲ့သားသမီးကတော့တွားပြီးမှလမ်းပြီးမှမဟုတ်တဲ့အလုပ်တော့လုပ်နေမှာမဟုတ်ဘူးဒါဆိုဖယားသားသမီးဖြစ်တယ်ဆိုလို့ရှိရင်ကျင်းနေတယ်ကိုဖယားသားသမီးဖြစ်တယ်ငါဖယားသားဖြစ်တယ်ဆိုတာသိသွားပြီဆိုရင်ပောက်ကရကျွန်တော်တို့လုပ်မှာမဟုတ်တော့ဘူးဒီနေ့ကျမ်းစာထဲမှာဒံယေလနေပြောင်းခြင်းခံရတယ်သူတို့ရှိတဲ့ယေရုရှလင်မြို့ထဲကနေပြီးတော့အော်အဲ့ဒီနေရာမှာဂျူးလူမျိုးတွေအကောင်းဆုံးနေရတယ်။ဒါပေမဲ့ဘာလို့ Empire ခေတ်ရောက်လာတဲ့အချိန်မှာသူတို့ကိုထမ်းခေါ်သွားတယ်။နေပြောင်းခြင်းခံလိုက်ရတယ်။အဲ့ဒီရောက်တဲ့အခါမှာဒံယေလရဲ့အသက်တာအရင်စိတ်ဝင်စားဖို့ဆရာကောင်းတယ်။ကျွန်တော်ကျမ်းစာဖတ်တဲ့အချိန်မှာအဲ့ဒီဒံယေလခန်းကြီး1ထဲမှာလေသူတို့ကိုအဲ့ဒီရှင်ဘုရင်ကဖမ်းခေါ်သွားပြီမဲ့ဒံယေလတို့ကိုနှိပ်စက်ဖို့မဟုတ်ဘူး။သူတို့ကနော်အရန်တော်တွေရုပ်ရည်ယူပကလည်းလာပါတယ်ဆိုပြီးမှရှင်ဘုရင်အနားမှာသူတို့ကိုဘာလုပ်ဖို့လဲဆိုတော့ရှင်ဘုရင်အနားမှာအခါစားဝင်ဖို့နော်ရှင်ဘုရင်ရဲ့အလုပ်ကိုလုပ်ဖို့ရန်အတွက်သူတို့ကိုခေါ်သွားတာဖြစ်တယ်။အဲကျွန်တော်တို့ဒီမှာဒံယေလခန်းကြီး1ကိုတစ်ချက်လောက်ကြည့်ရအောင်။နော်ဒံယေလခန်းကြီး1ထဲမှာသူတို့ကိုအဲ့ဒီလိုခေါ်သွားတယ်။ခေါ်သွားပြီးတဲ့နောက်မှာသူတို့ကိုဘွဲ့နာမတွေအသီးသီးပေးတယ်ပေါ့။ပေးပြီးတဲ့အခါမှာဘာလုပ်လဲဆိုတော့ဒံယေလနဲ့သူ့ရဲ့တငယ်ချင်းတွေဒီအုပ်စုတွေကိုပွဲတော်ကကြတဲ့အစာသူတို့ကိုကျွေးတယ်အငယ်ရှစ်မှာဒံယေလကပွဲတော်မှာကျွေးသောအစာနဲ့တောက်တော်မူသောစပည့်ရည်ကိုမတောက်မစားဘဲညှဉ်းညူးခြင်းကိုရှောင်မြူးအကြံရှိ၍မိမိကိုမညှဉ်းညူးစေမိကြောင်းမိမဆိုးအုပ်ကိုအခွင့်တောင်း၏သူရတဲ့အခွင့်အရေးကနည်းနည်းတော့အခွင့်အရေးမဟုတ်ရှင်ဘုရင်စီကကြတဲ့အစာကိုစားရတယ်လူတယောက်ကဘယ်လောက်စားနိုင်မှာလဲဒါပေမဲ့ရှင်ဘုရင်ရဲ့ပွဲအုပ်ဆိုတာပွဲ100လောက်ရှိတယ်အကြိုက်ပဲပြောရရင်ယေရုရှလင်မှာတော့အဲ့လောက်စားချင်မှစားရမယ်ဘာလို့လဲရောက်တဲ့အခါကျတော့ special စားရမယ်ငါတော့အခွင့်အရေးရမယ်မြန်မာပြည်မှာတော့ငါတလောက်စင်ပြေဘူးစင်ကာပူရောက်တော့လေငါအရန်ကောင်းကြီးခံစားရတယ်ငါတော့လှုပ်လိုက်တော့မယ်အဲ့ဒီအခွင့်အရေးရတယ်တန်ကြီးလားဒါပေမဲ့ तू ဘာလုပ်လဲဆိုတော့မိမိကိုယ်ကိုမညစ်ညူးစေမိကြောင်းအဲ့ဒီအစာကိုမစားဘဲနေတယ်အခွင့်အရေးမရလို့မဟုတ်ဘူးနော်ကောင်းချီးမခံစားရလို့မဟုတ်ဘူးဒါတွေ့မယ်ဆိုရင်လည်းကောင်းချီးပဲလို့ပြောစရာအကြောင်းရှိတယ်အိုးကျွန်တော်တို့အရင်တော့ဆိုရှိတယ်လေကျွန်တော်တို့ဒီမှာနည်းနည်း30အထက်လူတွေကတော့သိလိမ့်မယ်ကက်ဆက်တွေဒီဗာလဲအငိမ့်ပွဲတွေထဲမှာလူပြက်တွေကပြက်လို့ရှင်လေကံကောင်းချင်တော့နိုင်ငံခြားကိုလေမြင်းနဲ့သွားခွင့်ရတယ်။ကံဆိုးချင်တော့လေမြန်းပြက်ကြတယ်။ကံကောင်းချင်တော့အဲ့ဒီချိန်မှာပြက်ကြတဲ့နေရာမှာအမတန်လှပတဲ့မမချောလေးရှိတဲ့အိမ်ကိုပြက်ကြတယ်။ဆိုရင်မှကံဆိုးတာနဲ့ကံကောင်းတာလည်းလေသူတို့အဲ့လိုဟာတာတွေလုပ်လို့ရှိ။တရင်ကတတ်တာလည်းအဲ့ဒီလိုပဲ။ကံကောင်းချင်တော့ယေရုရှလင်မြို့မှာသူတို့နေရာကြတယ်ပေါ့နော်။ဒါစကားနဲ့ပြောမယ်ဆိုကံဆိုးချင်တော့နေဘုခတ်နေစားကသူတို့ကိုဘာဖြစ်လဲဆိုတော့ဖမ်းခေါ်သွားတယ်။ကံကောင်းချင်တော့ရှင်မင်းရဲ့စားပွဲမှာနေရာကြတယ်။ပြောလို့ရတယ်ကျေးဇူးတော်ခံစားရတယ်လို့ဒါပေမဲ့ဒံယေလကအဲ့ဒီကျေးဇူးတော်ကိုသူ့ရဲ့ဖြစ်ခြင်းနဲ့မလဲဘူးသူ့ရဲ့ဖြစ်ခြင်းနဲ့မလဲဘူးသူ့အထဲမှာသူဘာကောင်းကောင်းသိလဲဆိုတော့ငါကယူဒအမျိုးဖြစ်တယ်ယူဒအမျိုးမှာစားအပ်တဲ့အရာမစားအပ်တဲ့အရာပြောရင်သူတို့မှာ rules and regulation တွေရှိတယ်အဲ့တော့သူဘာရွေးချယ်လဲဆိုတော့သူ့ရဲ့ဖြစ်ခြင်းကိုသူရွေးချယ်တယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူညီ
ကိုမောင်နှမများယေရှုခရစ်တော်ကသင်နဲ့ကျွန်မကိုအသွေးနဲ့ရိုးဝယ်လိုက်ပြီးပြီဖခင်ရဲ့သားဖြစ်တယ်လို့တရှင်တော်ဝိညာဉ်တော်ကကျွန်တော်တို့ကိုတစိတ်ခတ်ပြီးပြီအာမခံပေးလိုက်ပြီးပြီဒီနေ့ကျွန်တော်ရဲ့အသက်တာမှာကိုယ့်ရဲ့ဖြစ်ခြင်းအမှန်ထဲမှာနေတိုင်းအသက်ရှင်မှုရွေးချယ်လားဆိုတာဒီကျွန်တော်တို့မေးဖို့ဖြစ်တယ်မက်ဆီကသူ့ရဲ့ဖြစ်ခြင်းကိုသူရွေးချယ်လိုက်တယ်ကလေးဘဝမှာကလေးကဘောလုံးကစားတာဝါသနာပါတယ်ဒါပေမဲ့ဘောလုံးသမားမဟုတ်ဘူးဒါပေမဲ့ဘောလုံးသမားဖြစ်လာဖို့နော်ဘောလုံးသမားဖြစ်လာဖို့ရတယ်သူဘာလို့လဲဆိုတော့နေ့တိုင်းရွေးချယ်တယ်သူစားချင်တယ်လို့မစားဘူးသူအိတ်ချင်တယ်လို့မအိတ်ဘူးသူမှမဟုတ်ဘူးဘောလုံးသမားအကျော်မော်တိုင်းကိုပြောတာဖြစ်တယ်သူဘာလို့လဲသူ့ရဲ့ဖြစ်ခြင်းကပုံတန်ထွက်လာဖို့ရအတွက်သူ့ရဲ့အသက်တာကိုသူဘာလို့လဲဆိုတော့ discipline ချစီကံချဒီနေ့ယုံကြည်သူဖခင်သားလို့ပြောတဲ့ကျွန်တော်ရဲ့အသက်တာထဲမှာကျွန်မကိုဖခင်ထားတဲ့ရည်ရွယ်ချက်ဖခင်ကျွန်မကိုဖြစ်စေချင်တဲ့ doing မဟုတ်ဘူးနော် being ကိုပြောချင်တာကျွန်မရဲ့ဖြစ်ခြင်းပုံစံပေါ်လာဖို့ကျွန်မရဲ့လှုပ်ဆောင်တဲ့အရာတွေထဲမှာကျွန်မစီကံချရတယ်2023ခုနှစ်မှာကျွန်မကအင်ဂျင်နီယာနဲ့ဘွဲ့ရသွားတယ်ဒါပေမဲ့အင်ဂျင်နီယာနဲ့ဘွဲ့ရပြီးတဲ့အချိန်မှာကျွန်မအထဲမှာဘာခံစားရလဲဆိုတော့ကျွန်မဖခင်ရဲ့အမှုတော်ဆောင်လုပ်ချင်တယ်အမှုတော်ဆောင်နေနဲ့ကျွန်မအသက်ရှင်ချင်တယ်ဖခင်နောက်ကိုပဲကျွန်မလိုက်မယ်ပေါ့ကျွန်မအမိခင်ကိုပြောပြတဲ့အခါမှာကျွန်မမိခင်ကလည်းကျွန်မကိုကြည်ကြည်နဲ့သဘောတူတယ်အဲ့ဒီအချိန်ကနေစပြီးတော့မှကျွန်မကအမှုတော်ဆောင်တယောက်ဖြစ်ဖို့ရန်အတွက်လိုအပ်တဲ့အရာတွေကိုကျွန်မအသက်တာထဲမှာပြင်ဆင်တယ်ဘာလဲဆိုတော့ကိုယ့်ရဲ့ being ကပေါ်ထွက်လာဖို့ရန်အတွက်ကျွန်တော်တို့လှုပ်ဆောင်တဲ့ doing ဆိုတဲ့အရာကအနောက်ကလိုက်လာရတယ်ဟုတ်ပြီနော်အဲ့တော့ဘောလုံးသမားဖြစ်ခြင်းနဲ့မလိမ့်ချင်ဘူးဆိုရင်မှန်တယ်တဲ့အထဲမှာဖခင်ကတော့ဘောလုံးသမားဆိုတဲ့အရာထည့်ထားတယ်ဒါပေမဲ့သင်မလိမ့်ချင်ဘူးဆိုရင်သင်ဟာဘယ်တော့မှအဲ့ဒီအရာကိုမျက်ဝါးထင်နေမြင်ရမှာမဟုတ်ဘူးကျွန်မအထဲမှာဖခင်က calling က full time ဖြစ်တယ်ဒါပေမဲ့ကျွန်မကအဲ့ဒီအရာကိုအဲ့ဒီအချိန်တည်းကလုပ်လိုက်စင်ပြေပါလေကျွန်မအထဲမှာပြင်ဆင်ခြင်းမရှိဘူးဆိုရင်ဒီနေ့ကျွန်မကိုကျွန်မဘယ်သူဖြစ်တယ်ဆိုတာကျွန်မမြင်ရမှာမဟုတ်ဘူးဒီနေ့ယုံကြည်သူရဲ့အသက်တာမှာဖခင်သားလို့ပြောတဲ့အခါမှာဖခင်သားဖြစ်ခြင်းနဲ့သက်ဆိုင်တဲ့အသက်တာပဲကျွန်တော်တို့စီကံချဖို့လိုတယ်အဲ့ဒီအရာမချဘူးဆိုရင်တင့်ကိုတင်ဘလောက်ပဲဖခင်သားလို့ပြောလူတွေကတင့်ကိုကြည့်လိုက်ပါအဲ့ဖခင်သားရုပ်မထွက်တော့ဘူးတင့်ကိုကြည့်ရင် तू ကလောကသားပဲပုံမှန်တိုင်းသူများလိုပဲသူအသက်ရှင်တာပဲဒန်ယေလကသူ့ကိုယ်သူစီကံချလိုက်တယ်စားလို့မရလို့မဟုတ်ဘူးနော်ကျွေးမဲ့လို့မရှိလို့မဟုတ်ဘူးရှင်မကြီးရဲ့စားပွဲကအရှိမအစင်တဲ့ပဲဒါပေမဲ့သူ့ကိုယ်သူတတ်မှတ်တာငါမစားဘူးဘာဖြစ်လို့လဲဆိုတော့သူ့ကိုယ်သူသိတယ်သူဟာယူဒလူဖြစ်တယ်ဒီနေ့သင်တဲ့ကျွန်မကိုဘယ်သူလဲဆိုတာသိလိုက်ရင်သူများတွေးရတယ်ကျွန်တော်တို့မတွေးတော့သူများကလည်းကြည့်ကြကျွန်တော်တို့ကလည်းကြည့်မကြတော့ယုံကြည်သူဘယ်ပိုင်းမှာပဲရောက်နေဟာသူများဒါဆိုနေချဆဲချလိုက်တယ်ငါတို့လည်းဆဲချလိုက်ဆိုတာမရှိဘူးသူများဒီလိုသွားတာပဲငါလည်းသွားလိုက်မယ်တစ်ချိန်တစ်ခါပဲဆိုတာမရှိတော့ဘူးကိုဘာဖြစ်လဲစီကံချလိုက်ခြင်းဖြစ်တယ်စီကံချတော့သူရဲ့အတ္တတာအမြဲတမ်းအောင်မြင်တယ်ဒီကိုပေါ့နော်ဒီကျွန်တော်တို့နော်ဘောလုံးသမားကျွန်တော်ဘောလုံးသမားအကြောင်းနဲ့ပဲပြောပါပေါ့နော်ဘာလို့ဆိုတော့အခုတလောအတိုင်းဒီကခက်စားနေတယ်ဆိုတော့ရိုနယ်ဒိုလူတွေကကြိုက်ကြတယ်ဘာလို့ကြိုက်လဲတချို့တော်များများကကြိုက်ကြတယ်ဘာဖြစ်လို့လဲဆိုတော့စီကံအရင်ရှိလို့သူကသူဘယ်လို train ထားလဲအသက်40နှစ်ရှိပြီသူ့ရဲ့ကိုယ်ခန္ဓာသူ့ရဲ့ body သူ့ရဲ့ဘောလုံးကစားနိုင်တဲ့စွမ်းရည်လူတော်များများအနှစ်သက်တယ်ဘာဖြစ်လို့လဲဆိုတော့စီကံအရင်ရှိအဲ့ဒီစီကံကကျွန်တော်တို့ကိုဘယ်ကိုခေါ်ဆောင်သွားလဲဆိုတော့ကျွန်တော်တို့ဘယ်သူဖြစ်တယ်လဲဆိုတာကိုမြင်ဖို့ရတဲ့ခေါ်ဆောင်သွားတယ်ဒါကြောင့်ဒီကနေ့မှာတင်စားပြီးတင့်ကိုတင်ဝိညာဉ်ရေးရထဲမှာဖယားသားဖြစ်ခြင်းနဲ့တင်စီကံချပြီးဆိုရင်နောက်ထပ်9နှစ်မှာတင့်ရဲ့ဖြစ်ခြင်းကိုတင်မြင်ရမယ်အမှန်တကယ်တင်မြင်ရမယ်ဒါပေမဲ့ဒီနေ့မှလည်းဒီတိုင်းပဲဒီလိုပုံစံနဲ့ပဲကျွန်တော်တို့အသက်ရှင်သွားမယ်ဆိုလို့ရှိရင်နောက်9နှစ်မှလည်းတင့်ရဲ့ဖြစ်ခြင်းမှန်ကိုတင်မြင်ရမှာမဟုတ်ဖယားကတော့ထုတ်ပေးလိုက်ပြီတင်ဟာကောင်းကင်နိုင်ငံသားဖယားသားဖြစ်တယ်ဒါပေမဲ့တင်တဲ့ကျွန်မရဲ့လှုပ်ဆောင်မှုကအဲ့ဒီအရာမပေါ်လွင်ဘူးဆိုရင်လူတွေကလည်းမြင်ရစရာအကြောင်းမရှိဘူးအဲ့တော့ဒန်ယေလရဲ့အသက်တာထဲမှာ तू ဘာဖြစ်လဲဆိုတဲ့အခါမှာနေ့တိုင်းမှာ तू ရွေးချယ်တယ်နေ့ကျွန်တော်တို့နေ့တိုင်းမှာရွေးချယ်တယ်နေ့တိုင်းမှာ तू ရွေးချယ်ရကဘာလဲဆိုတော့ငါသူတို့နဲ့မပတ်သက်ဘူးသူတို့ရဲ့လှုပ်ဆောင်မှုနဲ့ငါမပတ်သက်ဘူးသူတို့ရဲ့အစားအစာကို तू ရှောင်ရရရ तू ရှောင်တာပေါ့
သူရှောင်းနိုင်သမျှအရာလုံးသူရှောင်းတယ်အဲကြောင့်ကျမ်းစာထဲမှာယောမဩဝါဒစာခန်းကြီး2အငယ်28ကိုကျွန်တော်တို့တစ်ချက်ဖတ်ရအောင်အဲ့ဒီမှာရှင်ပေါလုကဘာပြောသလဲဆိုတဲ့အခါမှာเนาะအဲ့ဒီကျမ်းချက်ကတကယ်ကိုပဲဒီဂျူးလူမျိုးနဲ့တပါးမျိုးသားကြားထဲမှာအကြီးအကျယ်เนาะပြောရမယ်ဆိုလို့ရှိရင်ရှိတ်ဖြစ်သွားစေတဲ့ကျမ်းချက်ဖြစ်တယ်ယောမ28အကြောင်းမူကားအပြင်အားဖြစ်တာယူဒလူဖြစ်တော်သူသည်ယူဒလူမှမဟုတ်အပြင်အားဖြစ်တာကိုယ်အသား၌အရေးပြားလိချင်းသည်အရေးပြားလိချင်းအမှန်မဟုတ်အတွင်းအားဖြင့်ယူဒလူဖြစ်တော်သူသည်ယူဒလူမှန်၏အရေးပြားလိချင်းလဲကျမ်းဟောင်းတရားအားဖြင့်မဟုတ်ဝိညာဉ်တော်တရားအားဖြင့်စိတ်နှလုံးနဲ့ဆက်ဆိုင်တယ်ယောမအသင်းတော်မှာတွားပြီးမှရှင်ပေါလုဟောတဲ့တရားကဘာအကြောင်းလဲဆိုတော့အရေးပြားလိချင်းနဲ့ပတ်သက်တဲ့ကိစ္စဂျူးလူမျိုးတယောက်အတွက်အရေးပြားလိချင်းအင်မတန်အရေးကြီးတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကဗရိညင်နဲ့ဆိုင်တဲ့အမှတ်လက္ခဏာဖြစ်တယ်။အာဗြဟံလက်ထက်ကလေးကနေဖယားသခင်ကငါနဲ့အာဗြဟံကြားမှာဗရိညင်ဖြစ်ဖို့ရအတွက်အဓိကအမှတ်လက္ခဏာကအရေးပြားလိချင်းဖြစ်တယ်။အဲ့တော့ဂျူးလူမျိုးမှန်တဲ့ဆိုရင်အကုန်ရှိပြားလိအမျိုးသားမှန်သမျှဒီမင်္ဂလာကိုပြုရတယ်။ဘာလဲသဘောတရားကဗရိညင်ထဲမှာရှိတော်သူဖြစ်တယ်။ဗရိညင်ဆိုတာဘာကိုပြောချင်လဲအမွေခံရခြင်းကိုပြောချင်တာဖြစ်တယ်။ဒါပေမဲ့ဂျူးတွေကအရေးပြားလီးပေမဲ့ကျမ်းစာထဲမှာရှင်ပေါလုကဘာပြောသလဲဆိုတော့အတွင်းထဲမှာမှန်တော်သူကပဲယူဒလူမှန်ဖြစ်တယ်။အပြင်မှာဘလောက်ပဲအရေးပြားလီးလီးတဲ့ယူဒလူမှန်မဟုတ်ဘူးတဲ့။ဘာကြောင့်လဲဆိုတော့အတွင်းနှလုံးသားမှာမလီးထားဘူး။ဖယားသခင်ကအပြင်ကတကြံတဲ့အတွင်းထဲကအရာကိုပို့ကြည့်တယ်။ဒါကြောင့်အတွင်းထဲမှာနှလုံးသားအည်ပြားလီထားသောသူကလည်းယူဒလူမှန်ဖြစ်တယ်။ရှင်ပေါလုဟောလိုက်တဲ့တရားကအဲ့ဒီအချိန်မှာအဲ့ဒီဂျူးရဲ့ကဘာတစ်ခုလုံးမှာတုန်လှုပ်သွားစေတဲ့အရာဖြစ်တယ်။ဘာဖြစ်လို့လဲ။ငါတို့ကအည်ပြားလီထားတယ်။ငါတို့ကဖယားရဲ့တာဝန်ဖယားရဲ့ပြီးတော့ဘာဖြစ်လို့သူကဒီစကားကိုပြောတာလဲ။ဒီချိန်မှာရှင်ပေါလုအောက်မှာဆက်ပြောတဲ့စကားပါလဲဆိုတော့အည်ပြားလီခြင်းဟာကျမ်းဟောင်းတရားအဖြစ်မဟုတ်ဘူးတဲ့။ဝိညာဉ်တော်အဖြစ်အဲ့ဒီဝိညာဉ်တော်ဆိုတာဘာလဲသိလားစောစောကကျွန်တော်တို့ကိုဖယားခင်ရဲ့သားဖြစ်ကြောင်းယေရှုအားဖြင့်တက်တည်ခံပေးတဲ့အမတ်လက္ခဏာဖြစ်တယ်အာမင်ဒါကြောင့်မို့ဒီကနေ့မှာကျွန်တော်တို့အားလုံးကဖယားသခင်ကိုဝိညာဉ်တော်အားဖြင့်အဘဟုခေါ်ရတော့အခွင့်ရှိတယ်တကယ်တော့ဒီအရာကဂျူးတွေအတွက်ပဲဂျူးတွေအတွက်ပဲဒါပေမဲ့ဂျေစုတော်အားဖြင့်ယေရှုခရစ်တော်ကြောင့်မိတ်ဆွေတင်တဲ့ကျမဟာဝိညာဉ်တော်အထဲမှာအတွင်းနှလုံးသားအည်ပြားလီခြင်းခံရတယ်အာမင်ဒီနေ့ဂျူးတွေကအပြစ်မဲ့လက္ခဏာမှာအည်ပြားလီခြင်းခံတယ်ငါတို့ကဖယားနဲ့ဆိုင်တဲ့ဖယားမျိုးဖယားတွေဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဟာယေရှုကြောင့်ခေါ်ခွင့်ရတယ်ငါတို့ဟာလည်းဖယားမျိုးဖယားတွေဖြစ်တယ်အဲ့တော့ဒီနေ့ဒီနေရာမှာဘာတွေ့ရလဲဆိုတော့အပြစ်ပန်းမှာဘလောက်ပဲဖယားနဲ့သက်ဆိုင်တယ်လို့ပဲပြောအတွင်းထဲမှာဝိညာဉ်တော်အဖြစ်ပြုပြင်ခြင်းမရှိဘူးဆိုရင်မရလူမှမဟုတ်ဘူးလေဒီနေ့ကျွန်တော်တို့ဘလောက်ပဲကိုဟာကိုယုံကြည်ခြင်းနဲ့ကြွေးကြော်ဝင်ခံနေပါစေငါဖျားသားငါဖျားသားဟုတ်တယ်ဖျားသားဟုတ်တယ်ဖျားသားမှန်ရင်ဖျားသားနဲ့သက်ဆိုင်တဲ့လက္ခဏာကျွန်တော်တို့အထက်မှာပေါ်ထွက်ရတယ်အာမင်ဒန်ယေလရဲ့အသက်တာမှာငါဟာယူဒလူဖြစ်တယ်ဆိုပြီးမှယူဒလူဖြစ်ခြင်းဆိုတဲ့အသိထဲမှာပဲအသက်ရှင်တာမဟုတ်ဘဲနဲ့သူ့အသက်တာထဲမှာမလုပ်လဲဆိုတဲ့အခါအဲ့ဒီဖြစ်ခြင်းထဲမှာသူအသက်ရှင်တာလေဒါကြောင့်ကျမတို့ရဲ့ identity ကကျမတို့ကိုဘယ်သူဖြစ်တယ်လဲဆိုတာဖော်ပြတယ်ကျမတို့ရဲ့လုပ်ရက်ကအဲ့ဒီလူဖြစ်တယ်ဆိုတာကိုကျမတို့ကိုပြန်ပြီးတော့မိမောင်းထိုးပြတယ်ဒါကြောင့်ဖယားသားမှန်တယ်ဆိုရင်ကျမတို့ရဲ့လှုပ်ဆောင်တဲ့အရာကျမတို့ရဲ့ပြောတဲ့အရာကျမတို့ရဲ့ဆုံးဖြတ်တဲ့အရာကျမတို့ရဲ့တွေးခေါ်တဲ့အရာကဖယားသားဖြစ်ခြင်းနဲ့မှကျမတို့သွားဖို့ရန်ရည်ကြီးတယ်အဲ့ဒါအရေးကြီးတယ်ဒါကြောင့်ကျမတို့ top level မှာပဲအလုံးလုံးပါစေဒါမှမဟုတ်ကျမတို့ on ground မှာပဲအလုံးလုံးတဲ့သူတွေဖြစ်ပါစေသင်ဘယ်နေရာရောက်လေသင်ရဲ့ identity ကလုံးဝမချိန်ဘူးတော့ညီကောင်မောင်မအဲ့ဒါကိုကျမသိစေချင်တယ်ကျမတို့အနီကိုင်လို့လည်းစိတ်ထဲမကြနဲ့အပြာကိုင်လို့လည်းပဝေမြင့်စရာအကြောင်းမရှိဘူးအဓိကကျမတို့ကိုကျမတို့ဘယ်သူဖြစ်တယ်လဲဆိုတာသိသွားပြီဆိုတာနဲ့ကျမတို့ရဲ့ပြောတဲ့အရာလုပ်တဲ့အရာတွေးခေါ်တဲ့အရာတွေအားလုံးကပြောင်းလဲမယ်အဲ့ဒီအရာကဘုရားရဲ့ဘုန်းတော်ကိုမြင်တွေ့ရစေတယ်အဲ့တော့ဒန်ယေလရဲ့အသက်တာမှာနံပါတ်1သူ့ကိုသူယူဒလူဖြစ်တယ်လို့သူသိတဲ့အခါမှာနံပါတ်1သူခွဲခြားတဲ့နေရာကဘာလဲဆိုတော့သူများလုပ်တဲ့အရာလိုက်မလုပ်ဘူးဒီနေ့ကျမတို့ကိုပေါ့ဝင်းချင်မှာကိုဘုရားသားဘုရားသမီးဖြစ်တယ်ဆိုတာသိပြီးပြီဆိုရင်သူများပြောသလိုလိုက်မပြောနဲ့သူများလုပ်တဲ့အရာတွေကိုလိုက်ပြီးတော့မှမ
Malone. To me, I would like Biloma, Amachane. Daniela that I'm a method to go to be that quite highlighted. I am Mana Gida Mahopuno. I am Mana Gida Mahopu. Mana Gida Shagata that. To go to that quite highlighted. To pure Badalunga, pure Bab. To Santa Dolunga Santa. Babyless Raw, Najuda Pit. That's how not Tema, feed that not identity she. Borrow the money. Through later be there, come on. Jamal say with Zari. Go out to Quamia, pay like you she. Jamal so more lolo, what's so top Chalamano? I shall more lolo ha ailing. Through the bedroom of town. Majalu Maho. Oh, but you said this right. Amen. Majalu Maho. Malota Maho. Go go go, but you said this right. Did I sure no mechanic said. Amen. You need to go there, but you said the less right. They assure no mechanic. Jama pure, they did Chinega winning ye tema that I would discipline chat time. Now, none man, they a kitchen bola like me. They a kitchen, but you less than bola me. Do the archery? Daila, any lumio to load their kama, Jansa tema, Babiola Suro. And yes, Sakonica, sorry, Daila, can't you take up Yana like me? Sakonema, how did Piarki told Luli lay out to a true to the paper at that Pinago, they say Chinga, totally gnarly and I don't yet that you pay the narrow we. Daila the Lepiare Shubayo, the Egmago, gnarly and I don't yet be Yanni Gizo. To at that tema, to go to any look, queta like the Kamali, two jare and Chilai, and a bales row. A tutu a piato, think bad that gnarly. Being Biare Shubayo, Egmago, and Napian and Queen Piapi. Any Ayana, Daniela, that dama, sorry, Daniela, Killing my Yara, Hopuno. To go to see them well like the Echima. Suji's well, I'm kidding. Did tomorrow at that dama, bait they chin would take Yara at the Kubeshi and a fashion Jim Chitty. They will pay up a bait they chin with the blue tamale. They will pay up Uwe chin, the chin so chin, the sort of cool, like a bear by my baby, the Ahoji, we got in Sudan. They will hear any yama bait they tired sweet. Any bait they got there up for my DJ with the money tamale. That's Shinjim today. Shansong yet that I'm a payas who Nazari Lupit Hatari. Toko be tabita. Waiting at any yana caught tabita. The metu that Amatuba love pullets or any ayago that Shinjin to Matane. Matane come up and they got really ore. Dayla that tema any. To go to think that question Tabima, Divan Namajon or to think that to Tare Tima. Any Yaga to Papilas, there's a Suchi to Wala City. You need to worry at the Tarema, go kitchen when I met the Napiatra Cortare. I don't allow a Payadra at that shit. Any kitchen would be there come. Go at the Dago, Logan and Majon or a two Poma Bashilas or Payada King, a low yare. The good would have been there. A more or drop a Mahopuno, then long and queen Emale. A long and the Google tappy. Next week, Tapiroma, they will add the Nala, yes, simply like that. And then I don't see a Pumba profit in Pupilla. And I pay up a kidding Nicomonoma. But that time would have did that quite okay. And it come a payala football, my Suji's will be. I don't Pilla be there now. Suji's baby, the Payala King Ali, and Lagama Tabuno. Be dreamy. But I'm less low. Look at the Niyama. A don't people any Suji's will be that Pite at Rajapolo. Tomorrow at that time, look at the Sule and Yari Bola that day. Or the answer of Apilla Kama. No? Through Paya Balati Gauji be the less way. Tomorrow Jansa Tema, double pushes Suma, no Winnie upon Nasa, Iliana Elisha, tomorrow Jabu. Debe Piankinga, I am 2 cents to address the petare any lungeruli, Winnie upon Napu, Kang and Nasema to Yare. She may mirror with the Miado, adapting Yago to Luli, no the 9 and no night, she the Miado, Magu Pina, she bidding Demiata, Ta Yui, Panasale. Caesar. Paya pay Nasabo, Panasale. Caesar Vida. Popular to Ruga to at that time, Payadra, the Petara City. Nalawa me on no. To me up your Yamanga, Payana Sancho Baptura Yabova, Naro at that Mishimusure, any Lungerio, Payana through Caesar Vida.
ဒါကြောင့်အခြားလူတွေချက်တို့ကပူပြီးတော့မှညံကောင်းနေအခြားလူတွေချက်ပူပြီးတော့မှတို့အထဲမှာစုကျေးဇူးအထူးထူးအပြားပြားရှိတယ်အဲ့တရက်ကျတော့ရှင်ဘရင်ကအမိတ်ရှိလာပြီအိမ်မက်မက်တယ်မျက်နှာမကောင်းဘူးရှင်မင်းကြီးမနဲ့လည်းအိမ်ဟာချတဲ့အခါမှာအိမ်မက်လည်းမက်တဲ့အခါရှင်ဘရင်ကလည်းခါလေးလေးကျမတို့အသက်တာထဲမှာလေပြဿနာတက်နေပြီဆိုရင်အဲ့ဒါကျေးဇူးတော်ချီးပွားမှာသလားအဲ့ဒါဖခင်သားတွေပေါ်ထုံးဖို့အတွက်အချိန်ရောက်တာဖြစ်တယ်ဟုတ်တယ်လောကကအဖြေမပေးနိုင်တော့ဘူးဆိုရင်ကျိန်းနေတယ်အဲ့ဒါဖခင်သားအဖြေပေးဖို့ဖခင်ကွက်လက်ချန်လာတာဖြစ်တယ်ဒီရှင်ဘရင်ကဘလောက်ထိဆိုးလဲဆိုနေဘုခတ်နေစာဘာပြောလဲဆိုအိမ်မက်အနက်ကိုပဲပြန်ခိုင်းတာမဟုတ်ဘူးငါဘာအိမ်မက်မက်လဲဆိုတာမှတို့ပြောတယ်တော့ဒီဖခင်တော့မလွယ်ဘူးတော့တမင်တက်ကိုကြောက်ချကြတာမသိဘူး तू ဘလောက်တောင်စိတ်ရှုပ်နေတယ်လဲဆိုရင်ကျမ်းစာမှာပြောတယ်အိမ်မက်ကိုလည်းဖော်ပြအိမ်မက်အနက်ကိုလည်းဖော်ပြရစ်တာပေါ့နော်ရစ်တာပေါ့ခိုင်ကျွန်တော်တို့အဲ့လိုအလုပ်ရှင်တွေတွေ့ဘူးလိမ့်မယ်နော်အဲ့တော့အဲ့ဒီမကုပညာရှင်တွေကဘာပြောလဲဆိုတော့အရှင်မင်းကြီးအိမ်မက်ကိုပြောရင်ကျွန်တော်တို့အနက်ကိုဖွင့်ပြမယ်အိမ်မက်မပြောရင်ဖယားပကတိနဲ့ဆက်ဆံတော်သူမတပါအဲ့ဒီအိမ်မက်ကိုဘယ်သူမှအနက်ပြန်တယ်ပေါ့အိမ်မက်ကိုပြောအဲ့ဒီလိုမျိုးပြောလိုက်တော့နေဘုခတ်နေစာကဒိုးသားတွေထွက်ပြီးတော့မှချစ်ချင်းအမိန့်ချတယ်အဲ့ဒါဘာလဲဆိုတော့ရှိသမျှပညာတတ်တွေကိုအကုန်တက်ပြစ်တယ်သူ့အိမ်မက်ကိုမပြောပြလို့သူရမ်းစိတ်ဆိုတာအဲ့ဒီခါမှာအဲ့ဒီတနိုင်ငံလုံးမှာရှိတဲ့ပညာရှင်တွေကိုတတ်ဖို့အတွက်တော့ကိုရတော်တွေအများကြီးလွတ်လိုက်တဲ့ချိန်အဲ့ဒီအဖွဲ့ကဘသူစီလဲရောက်တော့လဲဆိုတော့ဒိုင်ယလာတို့စီလဲရောက်လာတယ်ရှောက်တော့ဒိုင်ယလာကအရန်လန့်သွားတယ်ဘာဖြစ်လို့လူတက်တဲ့ကိစ္စကအဲ့လောက်ညံ့ညံ့ဖြစ်သွားတာလဲဘာများဖြစ်လို့လဲဆိုဒိုင်ယလာကမေးတဲ့အခါမှာအဲ့ဒီကိုရတော်မူကအဲ့ဒီအကြောင်းစုံကိုရှင်းပြတကယ်တော့ဒိုင်ယလာတို့ကလေအဲ့ဒီအဖွဲ့ထဲမှာတော့တက်ရတဲ့ထဲမှာမပါသေးဘူးနော်သူတို့ကအငယ်လေးတွေပေါ့နော်ဂျူနီယာလေးတွေပေါ့စီနီယာတွေကအဲ့ဒီညီလာခံကိုတက်ရတာဒါကြောင့် तू ဘာဖြစ်လို့တက်ခံရလဲအသက်ဖို့အမိတ်ချွဲ तू သိတာမသိဘူး तू မေးတော့မှအဲ့ဒီကိုရန်တော်မူကပြောတဲ့အချိန်မှာဒိုင်ရင်လကဘာလုပ်လဲဆိုတော့တငယ်ချင်းတွေအကုန်လုံးခေါ်ပြီးမှ तू နဲ့ तू တငယ်ချင်း4ယောက်နော်3ယောက်ကိုခေါ်ပြီးမှငါတို့အတူတူဆုတောင်းရအောင်ဘုရားခင်ငါတို့ဒီအရာအတွက်အမှုပြုနိုင်တယ်ဆိုပြီးသူတို့အဲ့ညမှာဆုတောင်းတဲ့ခါမှာနောက်နေ့မနက်မှာဘုရားကသူတို့ကိုအိမ်မက်ကိုအနက်ပြန်ခိုင်းကျွန်မဒီမှာဘာကိုနားလေစီလဲဆိုတော့ခါလီဘဝမှာကျွန်တော်တို့မဖြေရှင်းနိုင်တဲ့ကိစ္စတွေလောကသားလည်းမဖြေရှင်းနိုင်တဲ့ကိစ္စတွေရောက်လာပြီဆိုရင်အဲ့ဒါဖယားသားအတွက်ဖယားကတီးတန့် bonus ပေးထားတဲ့အရာဖြစ်တယ်။သင်အဲ့ဒီနေရာကိုဝေယူဖို့ဖယားလို့ရှိတယ်။ hallelujah အမလေးကြောက်လိုက်တာအတိုင်းနဲ့တပ်ငါလည်းမဖြေနိုင်တော့သင်ထွက်မဖြေနဲ့အဲ့ဒါသင်အတွက်ဖယားထားတဲ့ opportunity ဖြစ်တယ်။ hallelujah သူလည်းမလုပ်နိုင်တာငါလည်းဘယ်လိုလုပ်မှာစချမပြောတယ်လေကျွန်တော်တို့အင်္ဂလိပ်စာအလောက်မရဘူးလို့ပြောတယ်ဒီလိုအခွင့်အရေးကိုရလာခဲ့ဟာကျွန်တော်မရအောင်သူ့ပဲသူတို့တော့မရတာသူတို့လို bachelor တွေ master တွေတက်ထားတဲ့သူတွေတော့မရတာကျွန်တော်တို့လည်းရနိုင်မှာမဟုတ်ဘူးသင်ထွက်မပြေးနဲ့သင်လက်ချင်းကိုအဲ့ဒီအခွင့်အရေးရောက်လာပြီဆိုရင်အဲ့ဒါသင်ဖြည့်ရှင်းနိုင်လို့ဘုရားထဲတာဖြစ်တယ်အာမင်သင်လုပ်ငန်းခွင်ထဲမှာအဲ့ဒီလိုမျိုးအချင်းကြီးသူများလည်းမဖြည့်ရှင်းနိုင်ဘူးဒါပေမဲ့သင်စီရောက်လာဟာဒီအမိုက်ထုတ်ကဘလို့ဖြစ်လို့ငါစီရောက်လာလဲဆိုသင်မငြီးတွားနဲ့အဲ့ဒါသင်အတွက်ဘုရားတကားဖွင့်ပေးတဲ့ကောင်းကြီးဖြစ်တယ်သင်ကိုနောက်တစ်ဆင့် promotion လုပ်ဖို့ဖယားပြင်ဆင်တဲ့အရာဖြစ်တယ်။ဒါကြောင့်ဘတော်မှာဖယားသားကနောက်ပြန်မလဲဖယားသားအမြဲတမ်းပဲဝဲသွားမလဲရှေ့လိုပဲချီတက်မယ်။နောက်ပြန်မဆုပ်ဘူး။နောက်ပြန်မဆုပ်ဘူး။အဲ့တော့ဒိုင်လာကဘာလို့ဆိုသူ့အထဲမှာဖယားပေးထားတဲ့အဲ့ဒီစုဂျေစုကိုသူစပြီးတော့အသုံးပြုတယ်။သင်တဲ့ကြတဲ့မှာဖယားကိုသင်ကသိကျွမ်းလို့သင်ကိုသင်နော်ဒီအရာတွေကိုသင်နော် boundary ချထားတယ်ဒီဟာထတော့ငါမကြော်ဘူးဒီဟာထတော့ကြော်ပြီးမှငါမပြောဘူးဒီဟာထတော့ငါကြော်ပြီးမှမလုပ်ဘူးလို့သင်အသက်တာထဲမှာဖယားသားဖြစ်ချင်းချက်မှာသင်ကိုသင် boundary ထည့်ထားတယ်ကျွန်တော်ပြောချင်တယ်အဲ့ဒီ boundary ထည့်ထားတယ်ဆိုတာလေသင်ကိုတင်းကျပ်အောင်လုပ်တဲ့နေရာမဟုတ်ဘူးနော်ဟာတော့ငါကိုလှည့်မရဒီလှည့်မရအဲ့လိုမဟုတ်ဘူးဝိညာဉ်တော်ရဲ့တရားကလေလွတ်ချင်းခွင့်ကိုပေးတယ်လို့ကျမ်းစာကပြောတယ်လွတ်ချင်းခွင့်ဆိုတာဘာကိုပြောတာလဲဆိုတော့မှန်တဲ့ပြည့်ညက်တရားနဲ့ပြောရမယ်ဒီစီကံထဲမှာရှိနေပြီမဲ့အဲ့ဒီအရာကလေကြက်တီးတယ်လို့မခံစားရဘဲနဲ့ချစ်ပြီးတော့မှလိုက်လျှောက်နိုင်တဲ့အရာအဲ့ဒါဝိညာဉ်တော်ရဲ့တရားဖြစ်တယ်ကျွန်တော်အိမ်တော်မကြခင်ယောက်ျားလေးယောက်ျားလေးမိန်းကလေးလေးမိန်းကလေးကိုသွားချင်တာသွားမယ်လာချင်တာလာမယ်လုပ်ချင်တာလုပ်မယ်ဒါပေမဲ့အိမ်တော်လေးကြာသွားတဲ့အခါမှာသူတို့နှစ်ယောက်ကတယောက်တည်းဖြစ်သွားတယ်ဒီအခါမှာအမျိုးသမီးတွေလည်းသူအရင်ကလုပ်ခဲ့တဲ့အရာတွေမလုပ်ရတာတွေရှိတယ်အမျိုးသားကလည်းသူအရင်လုပ်နေကြအရာတွေမလုပ်ဖြစ်သွားတာတွေရှိတယ်ဒါပေမဲ့အဲ့လိုသွားမေးကြည့်တကယ်ချက်လို့အိမ်တော်ပြုထားတဲ့လူတွေကိုပြောတာနော်သွားမေးကြည့်လိုက်နင်တို့စိတ်ညစ်လားလို့မေးရင်လေတကယ်ချက်လို့ပြုထားတဲ့လူတွေကိုပြောတာနော်မညစ်ပါဘူးအဲ့လိုနေရတာ
ပြောနေတာဟဲ့နင်ကငါတို့နဲ့လူချင်းကနိုင်အောင်လည်းမထွက်တော့နင်ယောက်ျားရပြီလေအရန်ပြောင်းလဲသွားတယ်နော်ဟဲ့မထွက်ချင်ပါဘူးကိုနဲ့ပဲနေချင်တာအဲ့ဒီနိုင်လဲအဲ့ဒီဒေးလဲအဲ့ဒီညနေညနော်ဒီအိမ်ထောင်နဲ့ပဲအဲ့လိုသွားမေးကြည့်သူတို့လေစိတ်ညစ်လားမညစ်ဘူးအဲ့ဒါလွတ်ချင်းတရားဖြစ်တယ်အဖေအရင်ကတည်းကပိုစကွီးဖြစ်သွားလားဆိုပိုကျုပ်သွားတယ်ဒါပေမဲ့အဲ့ဒီအရာပေါ်မှာခြေနဲ့တာအဲ့ဒါဘာဖြစ်လို့လဲသိလားချစ်လို့ချစ်လာပြီဆိုလို့ရှိရင်ချထားတဲ့စီကံချက်တွေတော့ချထားတဲ့ boundary ကကိုယ့်ကိုချုပ်တီးတယ်လို့မခံရတော့ဘူးအိမ်မချစ်တော့တဲ့တနေ့ကျတော့မရကွာအရာဟောဖြစ်တာပဲဒီအဖြစ်တာပဲရှေ့ရတယ်ဒီလိုဖြစ်တာပဲအဲ့ဒါဆိုဘာဖြစ်လာပြီလဲနည်းနည်းလေးလူဖြစ်နေပြီနော်ပြန်ပြီးတော့မှအိမ်တော်ထဲမှာပြန်ထိုင်လို့ဖို့အရေးကြီးနေပြီနော်ပြန်ချီဖို့အရေးကြီးနေပြီချိန်တွေပြန်ပေးဖို့နော်အရှင်ကလို့သမီးစားလို့ပြန်ပြီးတော့မှဒိတ်ချီနေလို့ဖို့အရေးကြီးလာပြီနော်ဟိုသားသမီးတွေရလာတယ်စီပွားတွေရှာလာတယ်အရှင်ကလို့နှစ်ယောက်တည်းမဟုတ်တော့ဘူးတတိထားမယ်ပြောချင်တာကကျွန်တော်တို့အသက်တာထဲမှာကျွန်တော်တို့ချက်လာပြီဆိုရင်ဘလောက်ပဲအဲ့ဒီအရာတွေပေးဆက်ရတတိရှိတယ်နော်တတိရှိတယ်လောက်မယ်ဆိုပြီးဆုံးဖြတ်ချက်ကျွန်တော်ဝိညာဉ်တော်ရဲ့တရားပါလေလွတ်ချင်းတရားဆိုတာဘာလို့ဆိုလဲဆိုတော့အယေရှုကိုမသိခဲ့တဲ့အချိန်တော့တိုက်တယ်လို့အသက်ရှင်တယ်ယေရှုငါတော်လောက်ကြတိုင်းမှာအသိခံတယ်အဲ့ဒီအချစ်ကိုခံစားပြီးတဲ့နောက်မှာပြန်ပြီးတော့တုံ့ပြန်တယ်ကိုတော့ပြောတဲ့အတိုင်းကျွန်မအသက်ရှင်တယ်ကိုတော့အသက်ရှင်စီလို့တဲ့အချိန်မှာကျွန်တော်အသက်ရှင်တော့မယ်အဲ့ဒီအရာကကျွန်တော်တို့ကိုချီတာမဟုတ်တော့ဘူးအဲ့ဒါကလွတ်ပေးလိုက်တဲ့အရာချစ်ချင်းမြတ်တာထဲမှာနေ့ရက်တိုင်းအသက်ရှင်တက်လာတာအဲ့တော့ဒီနေ့ဒိုင်ယေလကဘာလို့လဲဆိုတော့သူ့ကိုအဲ့ဒီလိုချီထေလို့ခံစားရအောင် तू မခံစားဘူး तू ဖယားကိုချစ်လို့ तू ဖယားရှိမှမတ်တရချစ်လို့ तू ဖယားရှိမှမျက်နှာသာရဖို့အတွက်သူ့ကို तू တီးတဲ့ဖယားအတွက်ဖယ်ထားတာဟုတ်တယ်လေအိမ်တောင်ကျသွားပြီးယောက်ျားတခါအတွက်ကျမတို့မဟုတ်တော့ဘူးကျမခင်မွန်းတဲ့အတွက်ပဲဖြစ်တယ်ကျမခင်မွန်းတဲ့ကကျမအတွက်ပဲဖြစ်တယ်အဲကြောင့်အဲ့ဒီ commitment အဲ့ဒီပရိညင်ဟာကျမတို့နှစ်ယောက်ကိုချုပ်တယ်လို့ခံစားရပေမဲ့အဲ့ဒါကျမတို့အတွက်လွတ်ချင်းဖြစ်တယ်အဲ့ဒီ boundary ထဲမှာကျမတို့လွတ်လပ်စွာလှုပ်ရှားလို့ရတယ်ဒါပေမဲ့သူဟာကျမအတွက်ကျမဟာသူ့အတွက်ထိုနည်းတူစွာပဲခရစ်တော်အထက်မှာခရစ်တော်အတွက်ကျမဖြစ်လာပြီဆိုရင်ခရစ်တော်အတွက်သင်ဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီချုပ်ထားတယ်လို့ထင်တဲ့အရာတွေကချုပ်ထားတယ်လို့မခံစားရတော့ဘူးချစ်လို့ဆိုတဲ့အရာဖြစ်ပြောင်းလဲသွားတယ်အဲ့ဒီခါမှာဒိုင်ယေလကသူ့ကိုဖျားပေးထားတဲ့အဲ့ဒီစုကျေးဇူးသူ့မှာရှိတဲ့အခါမှာလေဖယားသားဆိုဘာလုပ်လဲသိလားကိုတယောက်ထဲအတွက်အတ္တမကြီးဘူးနော်အဲ့ဒီမှာ तू ဘာလုပ်လဲ तू စုတောင်းတဲ့အခါမှာနောက်နေ့မှာလည်းအဖြေလဲရသွားတဲ့အခါဘာဖြစ်လဲဆိုတော့ရှင်ဘုရင်စီကို तू ဝင်တယ် तू ဖယားကိုကျေးဇူးတော်ချီးမွမ်းတယ်ကျွန်မဒီຢာကိုဖတ်ရင်ဒိုင်ယေလကတစ်ခါလုံးဖြစ်သွားမှာဆိုလို့ပြောရင်းနဲ့လည်းသွားလိုက်တယ်အခုကျွန်မပြောတဲ့အချိန်ကဒိုင်ယေလနှစ်ထဲရောက်သွားဆိုတော့ရှင်ဘုရင်စီမှာ तू ဝင်ပြီးတော့မှအရှင်မင်းကြီးဖယားသခင်ကို तू အရင်ချီးမွမ်းတယ်ဖယားသခင်ပေါ်ပြတဲ့အတွက်ကျွန်တော်ဒီလိုပြောနိုင်တာဖြစ်တယ်လို့ပြောပြီးတဲ့နောက်မှာအရှင်မင်းကြီးမှတ်တဲ့အိမ်မက်ကဒါပါတော့ဒီဟာဒါဖြစ်မယ်ပြောပြီးတဲ့အခါမှာရှင်ဘုရင်ကမျက်လုံးပြူပြီးတော့မှဒိုင်ယေလအရှိကိုဆင်းလာပြီးတော့အဲ့ဒီပူဇော်တဲ့သူတို့ခင်မှာဖယားဆိုပူဇော်တဲ့အရာတွေရှိအဲ့ဒါတွေယူလာပြီးမှဒိုင်ယေလအရှိမှာချထားပြီးတော့မှဒိုင်ယေလဖယားလောက်ကြီးမြတ်တဲ့ဖယားမရှိဘူးဆိုပြီးမှဒိုင်ယေလကိုချီးမြှောက်တယ်ဝင်းကြီးချုပ်အနေနဲ့ဖယားခင်နော်ဖယားရဲ့လူဖြစ်တဲ့ဒိုင်ယေလကိုရှင်ဘုရင်ကချီးမြှောက်အဲ့တော့အဲ့ဒီနေရာမှာဘာတွေ့ရလဲဆိုတော့ဒိုင်ယေလကပြဿနာအခက်အခဲဖြစ်တဲ့အခါသူဖြေရှင်းတာလေ worldwide ကိုဖြေရှင်းသွားတာနော် country တစ်ခုလုံး national problem တစ်ခုလုံးကိုဒိုင်ယေလဖြေရှင်းသွားတာဖယားသားအတွက်ဖယားသခင်ပေးတွေ့တဲ့ရကြီးတယ်လို့ခံစားရတယ်ဒါပေမဲ့ပြည်လေသွားရင်အဲ့ဒါ national blessing ဖြစ်တယ် hallelujah နိုင်ငံတကာနဲ့ဆိုင်တဲ့ကောင်းချီးဖြစ်တယ်ဒိုင်ယေလသွားလိုက်တဲ့အရာကသူတယောက်တည်းသိပြီးကလွတ်တာမဟုတ်ဘူးသူ့လိုနောက်ထပ်မာခုပညာရှင်တွေအများကြီးလေအဲ့ဒီလူတွေအကုန်လုံးကိုသူကတင်လိုက်တာဖြစ်တယ်ဘဝတတထဲမှာ discipline ချတဲ့လူဘဝတတထဲမှာစီကံနဲ့အသက်ရှင်တဲ့လူကသူတယောက်တည်းပဲကောင်းစားတာမဟုတ်သူတသင်းလုံးကောင်းစားတာဖြစ်တယ်အာမင်အဲ့တော့ဒီဘောလုံးဝဲမှာဆက်ရောက်သွားကြတယ်နော်ဒီလိုမျိုးကိုယ်တွေတွင်းကြတဲ့အခါမှာအော်တသင်းလုံးအတူတူဒါပေမဲ့အဲ့တသင်းလုံးကဘာလို့လဲဆိုတော့ငါအတွက်ငါနာမည်ကြီးဖို့ငါအသင်းဝခပြဖို့ဒီအရာအတွက်ငါတို့အတူတူ team spirit ဖြစ်တယ်ဆိုတော့ဒိုင်ယေလကအဲ့ဒီလိုနှလုံးသားနဲ့သူ့အထက်မှာဖယားသူ့ကိုထည့်ထားတဲ့စုကျေးဇူးကိုသူသေဘေးကလွတ်ဖို့အတွက်ပဲသုံးတာမဟုတ်ဘူးတနိုင်ငံလုံးမှာရှိတယ်ဖယားကိုမသိရလူတွေတောင်ပါတယ်နော်လွတ်သွားတဲ့အထက်မှာဒါကြောင့်လေဖယားလူတယောက်မတ်တက်ရက်လာပြီဆိုလို့ရှိရင်တနိုင်ငံလုံးကောင်းကြီးခံစားရတယ်ဒီနေ့မြန်မာပြည်ကောင်းကြီးခံစားရဖို့မြန်မာပြည်ကစင်ကာပူနိုင်ငံလိုဖြစ်လာဖို့ရတဲ့မိတ်ဆွေဖယားလူဖြစ်တဲ့တင်မတ်တက်ရက်လာရင်
အဲ့ဒီရပြေဆုံးလာပြီဖယားလူဖြစ်တဲ့သင်ကလေကိုဖယားအတွက်ပါလို့တီးချသင်ကိုတင်ခွဲထုတ်ထားပြီဆိုရင်အဲ့လိုပြောလို့အားလုံးမှုတော်ထဲမှာပဲဝင်ကြတော့အပြည့်လို့တော့ကျွန်မပြောချင်တာမဟုတ်ဘူးသင်ရှိတဲ့နေရာဟာသင်အတွက်ဖယားထားတဲ့နေရာဖြစ်တယ်အဲ့ဒီနေရာမှာသင်ဟာဖယားလူတယောက်ကဲဆိုမှတ်တတ်ရက်မယ်ဘယ်လိုပြောချင်လဲစီးပွားရေးထဲမှာသင်ကိုထားလာသင်ဟာတမန်သမတ်ရှိစွာဖယားလူကဲဆိုမှတ်တတ်ရက်နိုင်ငံရေးထဲမှာသင်ကိုထားလာတမန်သမတ်ရှိစွာသင်ဟာနိုင်ငံရေးသမားတယောက်ကဲဆိုဖယားလူကဲဆိုသင်မှတ်တတ်ရက်လုပ်ငန်းခွင်ထဲမှာလားကျောင်းဆရာမလားနော်အဆိုတော်လားအခါသမားလားဘယ်အပိုင်းမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်ထဲမှာသွားနေတဲ့သူလားသင်ဟာတမန်သမတ်ရှိစွာမှတ်တတ်ရက်ပြီးဖယားဘက်မှာသစ္စာရှိတယ်ဆိုရင်သင်တရားမှတ်တတ်ရက်တာဘာဖို့လုံးတနိုင်ငံလုံးကဲတင်ချင်းရဖို့ဖြစ်တယ်အဲ့ဒီမှာဒန်ယေလမှတ်တတ်ရက်လာတဲ့အချိန်မှာအိုးရှင်ဘုရင်ကဒန်ယေလဖယားဟာတကယ်ချင်းမြတ်တဲ့ဖယားဖြစ်တယ်ဆိုဒန်ယေလတရားမှတ်တတ်ရက်တာတနိုင်ငံလုံးကောင်းကြီးခံစားရတယ်ဒါကြောင့်အရေးကြီးတယ်ကျွန်မတို့ဒီကိုဖယားထဲမှာဘာတူဖြစ်လဲဆိုတာသိပြီဆိုတာ ਨੇ ကိုအသက်တာထဲမှာကျွန်တော်တို့စီကံချ discipline လုပ်အဲ့ဒီအရာကကိုချက်တိအောင်လုပ်တာမဟုတ်ဘူးဝိညာဉ်တော်ဖယားအဖြစ်ကျွန်တော်တို့အထဲမှာလုံလာနိုင်တယ်ဝိညာဉ်တော်ကပဲကျွန်တော်တို့ကိုဖယားသားဖြစ်တယ်ဆိုတာသိစေတယ်ဝိညာဉ်တော်ကပဲအဲ့ဒီဖယားသားဖြစ်ခြင်းရဲ့အသက်တာထဲမှာအသက်ရှင်နိုင်မှုဂျေဇုတော်ကိုပေးတယ်လောက်ခိုင်းတာလဲသူပဲလောက်ပေးတာလဲသူပဲဘယ်တော့ကောင်းတဲ့ဖရားလဲလက်ခုပ်တီးတီးထိုးပြောင်းလို့ရှိကြတယ်ဟာလေလုယာလောက်ခိုင်းတယ်လောက်ပေးတဲ့ဖရားဖြစ်တယ်လူတွေကခိုင်းတာဘယ်သူမှမလုပ်ပေးဘူးဖရားကခိုင်းနေမယ်သူကလုပ်ပေးတဲ့ဖရားဖြစ်တယ်အဲ့ဒီအထဲမှာကျွန်တော်တို့ဘယ်လောက်ဒီအားကြောင့်ဝိညာဉ်တော်ရဲ့တရားကလွတ်ခြင်းတရားဆိုတာအဲ့ဒါပြောတာဖြစ်တယ်ကျွန်တော်တို့ကိုတဘိုးတင်ပြီးတော့မှလုံအောင်ပြည့်ညက်တရားထဲမှာဟာလုံအောင်မဟုတ်ဘူးဖရားနဲ့ကျွန်တော်တို့နီးစပ်သွားပြီဖရားနဲ့ကျွန်တော်တို့အထဲမှာ connection ရသွားပြီဆိုလို့ရှိရင်ဝိညာဉ်တော်ဖရားရဲ့လုတ်ခိုင်းတဲ့အရာကိုဝိညာဉ်တော်ကကျွန်တော်တို့နဲ့အတူလုပ်ပေးတယ်ဒါကြောင့်ကျမ်းစာထဲမှာ parakletos လို့ခေါ်တယ် alongside with us ငါတို့နဲ့အတူနေ့တိုင်းရှောက်တာသူကတဏှာကိုကတဏှာမဟုတ်ဘူးနော်လောကမှာရှိတဲ့အခြားသောယုံကြည်မှုတွေမှာတော့ဖယားကတဏှာလူကတဏှာပဲဒါပေမဲ့ကျွန်တော်တို့ခရစ်ယာန်ယုံကြည်မှုထဲမှာဖယားကတဏှာလူကတဏှာမဟုတ်ဖယားနဲ့လူကဒီလိုဖြစ်တယ်အမြဲတမ်း in us through us by us ကျွန်တော်တို့နဲ့အတူကျွန်တော်တို့အထဲမှာကျွန်မနဲ့အတူရှိနေတဲ့ဖယားဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့မတတ်နိုင်တဲ့အမှုမှာဝိညာဉ်တော်ဒီအထူးသဖြင့်ကူမတယ်ဝိညာဉ်တော်ကနှစ်သိမ့်ပေးတဲ့ဖြစ်တယ်မဆပေးတဲ့ဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာကျွန်တော်တို့ရဲ့စုကျေးဇူးတွေကိုဖခင်ကထည့်ပေးတယ်အဲ့ဒီထည့်ပေးတဲ့စုကျေးဇူးကိုကျွန်တော်တို့ကအသင်းတော်မှာအသုံးပြုလာတယ်ကျွန်တော်တို့ရဲ့ရှိနေတဲ့အသက်တာအသီးသီးမှာအသုံးပြုလာတယ်ဆိုရင်ကျွန်တော်တို့ပေါ့ဝင်ချင်ရလူလွတ်မြောက်လာမယ်အဲ့ဒီလိုလွတ်မြောက်လာတဲ့အခါမှာလေလူတွေကကျွန်တော်တို့ရဲ့ identity ကိုကျွန်တော်လောက်ဝကတိုင်းကြီးဆွဲထားလို့ခရစ်ယာန်တော်လို့မဟုတ်ဘူးကျွန်တော်လောက်ကတိုင်းမဆွဲထားလေကျွန်မရဲ့ identity ဖြစ်တဲ့အတိုင်းကျွန်မကအသက်ရှင်ပြတဲ့အခါမှာအဲ့ဒီအသက်ရှင်ခြင်းကကျွန်မဖခင်ကိုမြင်မြင်လာစေတယ်။တဲ့ဧဝံဂေလိတလုံးမှာမဟောတတ်သေးရင်တောင်မှတဲ့ရဲ့အသက်ရှင်ခြင်းဟာဖခင်အတွက်နှုတ်ကပတ်တော်ကိုတတ်တည်ခံနေတာဖြစ်ပါတယ်။အဲ့တော့ဒီနေ့ဖခင်ရဲ့တဲ့ကိုစင်ကာပူနိုင်ငံမှာထားတာအလ္လာဟ်ကာတတ်မဟုတ်ဘူးနော်ညီကိုမောင်။တဲ့ရဲ့ identity တိုင်းပြန်အသက်ရှင်နေနိုင်ကြလို့ဖြစ်တယ်။မြန်မာနိုင်ငံသား identity မဟုတ်ဘူး။မြန်မာနိုင်ငံသား identity ဆိုရင်တော့လောကသားရဲ့ identity ထဲမှာကျွန်တော်တို့နေရင်တော့ကျွန်တော်တို့ရွေးလျော့တဲ့အရာတွေအများကြီးရှိမှာပဲ။ဟာမြန်မာနိုင်ငံသားနှာခေါင်းရှုပ်ချင်ပါပဲဟာစိတ်ကမရှိဘူးလားအလုပ်တို့စူးစမ်းတယ်သူတို့တိတ် qualify မဖြစ်ဘူးနိုင်ငံသားရဲ့မြေကြီးနဲ့သက်ဆိုင်တဲ့နိုင်ငံသားရဲ့ identity ထဲမှာနေရင်တော့ကျမတို့မှာရွေးလျော့ဖောက်ပြန်တဲ့အရာတွေရှိတယ်ဒါပေမဲ့အမြဲတမ်းတရားကငါတို့ဟာမြေကြီးသားမဟုတ်ဘူးငါတို့ကကောင်းကင်သားဖြစ်တယ်ကောင်းကင်သားဖြစ်တဲ့အတွက်ကြောင့်ကောင်းကင်သားဘယ်နေရာဘယ်နိုင်ငံမှာပဲရောက်ရောက်ဒန်ယေလဟာယေရုရှလင်မြို့မှာနေတဲ့ယူဒလူဖြစ်တဲ့အတွက်ဘာဘူးလုံကိုဖမ်းခေါ်သွားလဲသူ့ရဲ့ပြင်ပတဲ့မှာဘလောက်ပဲဘာဘလုနီယန်ဖြစ်နေပါစေဒန်ယေလရဲ့အထဲမှာရှိတာယူဒလူဖြစ်တယ်ဒါကြောင့်ယူဒလူတိုင်းတွေးတယ်ယူဒလူတိုင်းဖျားနဲ့မျက်နှာပြုတ်တယ်မျက်မှောက်ပြုတ်တယ်ယူဒလူရဲ့အသက်ရှင်ခြင်းတွေးခေါ်ခြင်းတိုင်းမဲ့သူအသက်ရှင်တဲ့အခါမှာခါလီကျမတို့ကတင်မယ်သူတို့နဲ့မတွေ့ငါတို့ဘယ်လိုပေါင်းလို့ရမှာလဲတူစရာမလိုသင်ကတူနေသူတို့တိုင်းဖြစ်နေမှာပဲဒါပေမဲ့သင်ကမတူတဲ့ခါမှာသူတို့ထက်ချီးမြှောက်ခြင်းအခွင့်ကိုပြပေးတယ်။ဒန်ယေလကအဲ့ဒီလူတွေနဲ့တူနေခဲ့ရင်သူလည်းအဲ့ဒီတိုင်းပဲဖြစ်မှာပဲ။ဒါပေမဲ့သူတို့နဲ့မတူတဲ့ခါမှာသူတို့ထက်သာပြီးချီးမြှောက်ခြင်းပြပေးတယ်။ကျမတို့ကစင်ပူရင်းသူတို့လည်းငါတို့အသက်ရှင်မယ်သူတို့ပြောသလိုပဲငါတို့ပတ်ဝန်းကျင်မှာရှိလူတိုင်းပဲငါတို့အသက်ရှင်လိုက်မယ်ဆိုတော့သူတို့နဲ့တော့ပေါင်းလို့ရမယ်ဒါပေမဲ့သင်အသက်တာအတွက်ဘုရားခင်ထပ်ပြင်ထားတဲ့အရာ next level ကျမတို့ဘယ်တော့မှရောက်မှာမဟုတ်ဘူး
Matura Kaune. Tune Matida, Mature Yana Tita, Cheside. Amen. And I'm taking it Jamaru identity, Jamaru Tila, Kama. Any identity got Jamaru Balo Yamas direction be. In a good TV, Piata Pianati. Yeshu Kritogo, getting by Shimpi, Joji, Winkan, Lakando to Ayausira, winning of Piaga Nipurete, Paya, Tapete. Loka Pures Gamo, Payaga Puresga, say Hapiata Peta, winning of a dead tema, 30 canny. The look at the tema, but say child, they will swing. Canada, they do a chain out lame. Piaga thing that they come up yet. Lucana, home Payada, they can make a pin. I don't go but to Pin Lesra, TV, so any teaching at Jamaru, Balo Yam Lesra, Pop Yam, Jamaru Balu, never did. Mimi Kuku, Dija Petamu Pede. Dida Palu Payamli. Look at that dashing, I like that machine. Look at that with like my dream. Look at that child like my child. Dida Peta. Dashing and Pedigo, Mioli. Being duty at a piano, they are Boma. So Jesus will do long lame. Then Tema finishing up alone, as you know what they Tema machine carry, they Tema Bola Machila. And I will abuse you. I've done Emma Tema Tanim. So Jesus will abuse you, do Wally, Pusuli, do Wally, Hello Pusu Yamali, Pusu Chisra, so chap, I'm not telling. And then no one laughs some chap. So I much about the bad man is she, no? Who sat there, Muture, Tanari she. La don't chap, the cheese will day. La Biloma the cheese to Chimonjin go where Jabby thin la don't chat, they suit down Peter Dedula, La Biloma Sutan Chinkanama Bowie, they are Tumiao, comfort looked at Dedula, up in nothing that I will counseling looked at La, Erima Lama, Labi Bowie, sweetly, Dure Poma Sutan B. The computer Vaimaya, media Vaimaya, Chusure Abaima, no, Piaja, Luria, they will teach him a thing and thing, Piaja, shit the Nialo, Colombo, they with the Asha, Emma Bowie, Mupia. Come in Josu, that is with the Bowie Mupia. And I saw Jesus or don't Pura, and I Pusu that, and I will Pusuli, do Wally, Jamaian Tata, Jama Dinity station. No, Niamuma, Mike Guy, Quimia came, and Jama to mouth look at Asha Pit. During the town, Lego, the town, and the town column, Yama Pima, a young, no, kid, beyond the Piaki, don't be a crusade to a GMF Pit, Gospel Music Festival. Any man, Jama the town called Serele, I'll be a man, Jama, a young fire chitty, Lungele, a young fire beyond a Benny, I got Jama Thomas. Any boy died, boy, man, not already focused on the history maker, the GMF, the Tobima, the AG, then or a bound of their body, my Jumanga, Father Shazoga. Father so Asha. Asha, thought me anyone call me clear and you jitted him. Oh, Papi, look me, Asha. But go long and I didn't yet. That is not a machine. How much simple my young Angaro, Comida Angaro, Giliki Dami Mayama, Angaro mighty guy with the sense of Mahopu. Payaya Nine no Tema, Nia Lima, then lunching near Yajibe. Machine moves at them a luncheon. Any Asha, Jama, sorry, Jama, Macau, Jama, Chimashiri, make Hayadu, Jama, a go call. And Asha, love me, sweet, Siamari, Jama, Cynthia, Asha, Lumanian, okay, Siamat, Mashabim. Asha loved it. Any candy, the Pima, Suji, Zuga, Duwalani, I know, Algani, see, Canet Kama, Luri, who belongs at Abio Yamali. Then no Tema, she didn't really like her below Eka Jozo Yam. Any Yana, a Shema, then beat it. The Chema, Dilumio, Simba, Micah, is a copyright at Chenley Yago, Luri, who Nali Lanane. The Lubilo Kanzaya, let's wrap the ball about it. Micah, need a Yamasi, Micah, below Abidalari. Luri in the long now, Nale. I don't pay anything, Jamaro would tie in the Yari. I like how many go on. I don't show it. I hear Yama, I say Yari. They told me in a thing the Yarabe. The Yasiama, they are holding in a thing you the Yarabe. I don't Suji Pusu. Any Asha Gani Majuma, the Puentally Mopuna, the two Querima solution, or Suk Yokaya, friend that they are like Yokaya, taking Yashi. Remember yet to a point of women, no matter where any history maker, my logo. Tomorrow, Siama, Matari. You became a sassy name and not during my Jacoma struggle. She dropped Piquet, Passo, you got toy. I drew Piemi Comi, Jovare, Banyabo to Pure Kama. Jamala Loa, take up your time, Jamala, okay. I'm a son in the Seattle Yahor, Lily, Comoliti Yoga, so Piquet San. And Jamali, hi, I'm a Pure Amigo. So
ဆီယမမှာထားတယ်နော်ဘာမှခေါင်းထဲမှာမတူတော့ဘူးအမဆီယမလည်းတေချာစကလုံးတင်ထားတယ်ဘလို့ပြောရမယ်ဘလို့လူချင်းချင်းပြောရမယ်အမဒီကစားလို့မရဘူးဆိုပြောတော့သူကတစ်ချက်စိတ်ဆိုးသွားတယ်လို့ထင်တယ်ကျမသူက okay တဲ့ပြောကျမလည်းဟိုမှာကိုယ့်ရဲ့နေရာမှာထိုင်ရဘူးကျမတို့အဲ့ဒီအာရှိုင်ထိုင်လို့မရဘူးဘယ်ပတ်သက်ရပြီးဒီလိုနေရလားနော် history maker လူ900 600 900လောက်ရှိတယ်ခဏနေတော့ကျမလမ်းခေါ်တော့ကျမသွားတယ်ဘာလဲဆိုတော့သူ့ပါစက်ထဲကစားထားတဲ့ပီကေကိုကျမလက်ထဲကထည့်လိုက်တယ်အဲ့လိုဒါမဲ့လေကျမစိတ်ထဲမှာစိတ်ဆိုးရခေါင်းမမသိဘူးဒီလားဘာဖြစ်လို့လဲဆိုတော့ this is my responsibility ငါတာဝန်သူထားမဖြစ်နိုင်ဘူးသူတရားဟောတာသူတလုံးလွတ်သွားမယ်အဲ့တော့ငါသွားပြစ်ပေးရမယ်ဆိုတော့အဲ့ဒီပီကေလေးကိုတရုံတသေးကိုင်းပြီးတ िश ူးရထောက်ပြီးကျမအဖိုင်ပုံနဲ့သွားထည့်ပေးလိုက်တယ်ကျမဒီနေ့ဒီအချိန်မှာအဲ့ဒီတရားဟောချက်ကိုကျမအာရှချင်းမှာကျမဝေငှလို့ရှင်တယ်သူတို့အထင်းမှာလေ character ပြောင်းသွားတယ်သူတို့ရဲ့အတွေးခေါ်ပြောင်းတယ်အိုးကျမတို့ထင်တယ်အာရှဆိုရင်ဟာငါအာရှလေးငါ့ကိုဆရာတောင်းဝင်ပေးလို့ငါတော့နေပြီးကငါဘာလို့နေတော့လို့ပြစ်ပါအဲ့ဒီအာရှနဲ့ပြိတ္တနဲ့ရန်ကျမတို့အဲ့ဒီလူမျိုး self လုပ်ခဲ့တာဒါကြောင့်အဲ့ဒီအချိန်တုန်းကဆရာမတွေကသူတို့ကတစ်စစ်ကျမတို့အဲ့ဒီလိုစက်ကတ်တဲ့အခါအဲ့လိုစစ်ဆွဲခေါ်လာတာလေအဲ့ဒီချိန်တော့နောက်တစ်ချိန်ဘာဖြစ်လဲဆိုတော့ကျမတို့ Excel မှာအစည်းအဝေးလုပ်တယ်လုပ်တော့တည်ရတယ်ကျွန်တော်နာမည်ကြီးဆရာတွေဆိုတာ line တက်ဖက်လာတာမဟုတ်ဘူးအနောက်မှာလူရောက်90လောက်ပါလာတယ်ကျွန်တော်တို့ VIP ဆိုထားရတဲ့ခေါ်ကအခု20လောက်ပဲရှိကျွန်တော်ပြိသက်လာမယ်လေ VIP ကသူတို့ပဲမဟုတ်ဘူးလာတဲ့တရားဟောပြိသက်ကလည်းသူကထိုင်မှာပဲကျွန်တော်တို့အဲ့ဒါကိုမထိုင်နဲ့သွားပြောရင်အဆင်မပြေဘူးလေအဲ့တော့သူကအရောက်အနောက်မှာအယောက်90လောက်ပါလာတော့ကျွန်တော်တို့20လောက်ပြင်ထားတယ်သူလည်းလာထိုင်ပြီးသူကလည်းအဆင်ပြေပြီဆရာကတော့ AC ပဲအဆင်ပြေအဲ့ဒီမှာလာတဲ့လူတွေကခုံမရတော့ကျွန်တော်တို့ကကျွန်မသွားပြောရတယ်တော့အာရှအစစ်စစ်ပါဝလာပြီဆိုတော့ VIP အာရှဖြစ်သွားပြီဒါပုံဒါဒီလာတဲ့လူတွေကိုစောက်မဟုတ်တော့ VIP ဘက်ရောက်သွားကျမတော့ပြောတယ်အမအဒီမှာခုံကထိုင်လို့မရဘူးဒီဟာဒီလိုရှိတယ်လို့ပြောတဲ့အခါ okay ပေါ့ပြီးတော့သူကခဏနေတော့ကျမတို့တစ်ခါခေါ်ပြန်ရောခေါ်ပြီးကျမလည်းကျမစာပဆောင်ပေးခဲ့အဲ့ဒီစာထဲမှာသူကရေးထားတာပေါ့သူကဘာတွေရလဲဆိုတော့ကျမတို့ဘယ်လိုထိုင်လို့မရလဲ VIP မဟုတ်လားဘာရောအများကြီးသူရေးထားတယ်ကျမလည်းအဲ့စာကိုဖတ်ပြီးတော့ငါဘာကြောင့်မှားသွားလဲပေါ့နော်ဒီမှာသူတို့ခုံနေရမလောက်လို့ပြင်ထားတယ်ဆိုတော့ဘာကြောင့်မှားသွားလဲပေါ့အဲ့ KS ဆိုလဲထားဆိုပြီးမှအဲ့ဒီစာကိုယူသွားပြီးတော့အဲ့ဒီအစီအစဉ်ဥဆောင်နဲ့ဆရာကြီးလူတော်ပြဿနာရှိတယ်နောက်ရက်ကျရင်တော့ခုံပို့ထိုးဖို့လိုမယ်ပေါ့သွားပေးလိုက်အဲ့ဒီလိုအပြောခံရတာပြီးတော့အဲ့ဒီစာရနေတယ်လေမတော့ဟိုဘက်ကနေဟိုလာအတကုံပဲဟိုရှိမှာကနော်ဟိုကိုမျိုးကြီးဆိုတယ်နဲ့သူကအတကုံဟောဒီကအမျိုးသမီးကလည်းအတကုံဟောကျွန်တော်တို့အဲ့ချိန်မှာလေအိုးညနာမင်းသားထားလို့ထားအောင်မသိဘူးကျွန်တော်တို့စိတ်ဆိုးတာအဲ့ဒီလိုဒါပေမဲ့စိတ်ဆိုးလားကျွန်တော်တို့စိတ်ဆိုးလို့မရဘူးဘာပြောချင်လဲဆိုတော့ကျွန်တော်တို့အဲ့ဒီချိန်မှာဒီတာဝန်ကိုယူနေတာဖြစ်တဲ့အတွက်အယိုးချီချီအရင်ခက်ခက်ဘာဖြစ်ဖြစ်ထမ်းဆောင်ရမယ်ထမ်းဆောင်ရမယ်အဲ့ဒါစုကျေးစုကိုပြုစုနေတာဖြစ်တယ်အဲ့ဒီလိုပြုစုတဲ့အရာပြုစုရတဖြည်းဖြည်းနဲ့ကျွန်မရဲ့အထင်းမှာအရက်မှာအရာစင်ရတဲ့အရာစင်ရတဲ့အရာတဖြည်းဖြည်းနဲ့အဲ့ဒီအရာကကျွန်မအထင်းမှာကောင်းမွန်တဲ့ပြောရင်ဘယ်လိုပြောမလဲအစာအာဟာရတွေဖြစ်လာတယ်လုံလောက်တဲ့အရင်းမြစ်တွေဖြစ်လာတယ်တစ်ချိန်မှာဒီလိုအခြေအနေရောက်တဲ့အချိန်မှာလူတွေကိုဘယ်လိုပြောလူတွေထဲမှာခံစားရလဲ VIP ကရောဘယ်လိုခံစားရလဲပုံမှန် church မှာအနောက်မှာထိုင်တဲ့လူကသူ့ရဲ့ခံစားချက်ဘယ်လိုပြောကောင်းကောင်းသဘောပေါက်သွားတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအာရှာကနေစလာတာဖြစ်တယ်အစုကြီးစုကိုပြုစုပါတိမ်မထားနဲ့ပြားကြောက်မှလာပါအစင်ခတ်ပါအဲ့ဒီစုကြီးစုကိုပြုစုခြင်းကဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့တခြားသူတွေကိုမဆားတဲ့အရာဖြစ်လာတယ်တန်ရီလာသူ့တယောက်မှာစုကြီးစုဘုရားထည့်ထားတာဒါပေမဲ့အဲ့ဒါကမဟုတ်ပညာရှင်တွေအားလုံးကောင်းကြီးခံစားရဖို့ဖြစ်သွားတယ်အဲ့ဒီຢာက national blessing ဖြစ်တယ်အဲကြောင့်သူ့တယောက်ထဲမှာပဲရက်သွားတာမဟုတ်ဘူးနော်ဒီခါလေးကျွန်တော်တို့တတ်တာမှာငါအဲ့လိုမျိုးကိုချုပ်တီးလိုက်ရလို့ငါတို့တဖြည်းဖြည်းနဲ့ပူပြီးတော့မြေကြီးထဲဝင်သွားတော့ဘယ်လိုလုပ်မလဲတော့တိခိုင်ရလို့ကကြည့်လို့မြေကြီးထဲဝင်သွားတော့ဘယ်လိုလုပ်စိတ်မပူနဲ့တိပြုတ်သမျှအရာလုံးဖျားမြင်နေတယ်အဲ့ဒါတစ်ချိန်မှာဘာလို့လုံတဲ့နိုင်ငံလုံးကတစ်ဖျားကိုမြင်တွေ့ဝင်ရအတွက်ပဲဖြစ်တယ်အဲကြောင့်ဒီနေ့မှာတင့်ကိုတင်အသက်တာထဲမှာ squeeze လုပ်ထားတဲ့အရာတွေတင့်ကိုတင် discipline လုပ်ထားတာတွေတင့်ကိုတင် boundary ခတ်ထားတဲ့အရာတွေအားလုံးကတစ်ချိန်မှာသင်ဘသူဖြစ်တယ်လဲဆိုတာကိုမိမောင်းထုတ်ပြဖို့ရအတွက်ဖြစ်တယ်အဲ့ဒီအရာကဘယ်သူကိုမြင်စီလဲတခင်ရှုပြောသလိုပဲမြေကြီးပေါ်မှာသင်တို့ပြုတ်သောအကျင့်ကို
လောကသားတွေကမြင်တဲ့အခါမှာကောင်းခင်မှာရှိတဲ့တင်တို့အဖရဲ့ကျေးဇူးတော်ချီးမွမ်းစရာအကြောင်းဖြစ်တယ်ဟာလေလုယာဒါဆိုရင်ကျမကိုမြင်တိုင်းမှာကျမအဖေကိုလူတွေကမြင်လာပြီဆိုရင်ကျမကိုမြင်တိုင်းမှာကျမကောင်းခင်အဖရဲ့ဘုန်းကိုထင်ရှားစေပြီဆိုရင်ဒါတဲ့ identity မှန်သွားပြီပေါ့ဒီနေ့တင့်ကိုမြင်တိုင်းမှာလူတွေဘယ်သူကိုမြင်မလဲစိတ်ဆိုးတက်တဲ့တင့်ကိုပဲမြင်နေသလားဒေါသထွက်တဲ့တင့်ကိုပဲမြင်သလားတခုခုဆိုတာနဲ့စိတ်မရှိတတ်တဲ့တင့်ကိုပဲမြင်နေသလားဒီနေ့ဖျားမြင်စေချင်တာကကောင်းကင်အဖကိုမြင်စေချင်တယ်အဲကြောင့်အားလုံးအခုချိန်မှာရှိတဲ့နေရာကနေခဏလေးပြန်မှတ်တရကြတယ်